Hello ဟုတ်မညီမအခုထွက်ခဲ့လိုက်မယ်လေဟုတ်လူလေးစောင့်နေလို့ဟုတ်မှာဟုတ်အော်ဟုတ်ခဏနိုင်ဝက်လေးပဲစောင့်မယ်နော်ဟုတ်ကဲ့မဟုတ်ဘာသမီးရောက်ပြီဒီလိုလေးရောက်လာလားဟုတ်အမဒါနဲ့သမီးပြုစုဆောင်းရှောက်ပေးရမယ်မသားဘဲမသားတော့ဟိုမသားလေးအော်ဒီမသားလားအော်ဘာမသားလဲလူနာတော့လောက်ပါအေးညီရလေဟုတ်သမီးရင်တော့ဟိုမသားရီပါရင်မိတ်ကပ်ပြင်ပေးဘူးတော့ကြာလေနည်းနည်းရောသွားတာအော်ဒီကိုကြီးပေါ့ဟုတ်တယ်ဒီကိုကြီးနဲ့အမနဲ့ဘာတော့ရတော့မှာမောင်နှမလေးဒီအကိုကြီးကအမရဲ့အကိုအမလက်တွေချက်ပြီးတော့ခေါင်းတွေရောဘာဖြစ်တာလဲအော်အမလေးမကြည့်ရချင်းနေတောက်ချင်လို့ဆိုပြီးသူ့သွားပြီးခုခိုင်းလိုက်တာအဲ့လိုဖြစ်လာပဲအော်မကြီးပင်ပေါ်ပြုတ်ကြဟုတ်တယ်မကြည့်ပင်ပေါ်ပြုတ်ကြညီမလေးရဲ့ဖြစ်မှာဖြစ်ရလေအမရဲ့ဘယ်နေရာထိဝါမှာတိတ်တော့မများပါဘူးညီမလေးရဲ့ခေါင်းကတော့60လိုက်ရတယ်လက်ကလည်းကျိုးသွားတယ်အမေအခုကြောက်ပတ်တင်းကြီးနဲ့6ကလည်းကြည့်တော့အစ်စ်လွဲသွားတယ်တဲ့ဆရာဝန်ကလည်းတလားနေလို့အဆင်ပြေပြေချင်းပေါင်ကြီးကလည်းဖြတ်ရမယ်လို့ပြောတယ်တော့မရဲ့တကူလုံးရောက်စားလည်းမရှိတော့ပါဘူးအမကလည်းနည်းနည်းပဲထီရတယ်ပြောသေးအဲ့ဆိုရှင်အမကဘယ်နေ့ကြာမှာတော့မရဲ့ဘယ်နေ့လားပြုစုဆောင်ရောက်ပြီတရက်ထဲညီမလေးတရက်ထဲပဲတရက်ထဲအမအလုပ်တွေအားလုံးပြည့်ရတယ်ပြန်လာမှာပါညီမလေးရဲ့တရက်ထဲတော့အမဟုတ်တယ်အဲ့ဆိုရိုးရိုးလားရှယ်လားအမအဲ့ဆိုညီမလေးဈေးဘယ်လိုယူရလဲမသိဘူးရိုးရိုးရှင်တော့တော်သူဖြစ်ရှင်နိုင်ဖြစ်ထိုင်းကြည့်တော့ငုတ်တို့ကြီးထိုင်းကြည့်နေမှာပဲရှယ်စတော့ကိုတယောက်လိုပြုစုဆောင်ရောက်ပြီမှာပေါ့အဲ့ဆိုအမရှယ်ယူမှညီမလေးရှယ်စတော့တရက်ကို3000မှာဟုတ်ပြောပြီညီမလေးဟုတ်အဲ့ဆိုအမအမြတ်မပေးမယ်နော်ရအမရကိုကြီးသွားမယ်ညီမလေးနော်ကိုကြီးအစ်ကိုကြီးလိုလာကြည့်လို့ရှင်ဒီညီမလေးကိုခိုင်းလို့ရတယ်နော်ညီမလေးတော့ကိုကြီးတခါနာမည်ဘယ်လိုခေါ်လဲနာမည်ဖိုးခွားအော်ဖိုးခွားသမီးနာမည်ဖိုးလည်းမှတ်ထားတော့တွေ့ရဝမ်းသာပါတယ်ကျိုးနေပြီလားစကားကျိုးနေရယူဟိုနည်းနည်းတက်တာနေနီးလုံးကတော့တမညီစတဲ့တိုင်းမှာဆောင်းဝါလို့ဒီတော့မတော့ချူဟိုတော့မမောဘူးလားမောမကြည့်ပြင်မောပြုတ်ကြလားဟုတ်တယ်လို့ခေါင်းက6တယ်စိုက်နာဝါခေါင်းက6တယ်ရဟုတ်တယ်6ချက်တော့အဲ့ဒါဘယ်တော့မှပြန်ကောင်းဖြစ်တော့သိလားလွေရသည်ဆိုပိုးအောင်ဆုံးမှာချက်လွတ်နေမှသိရမလားသေးတာမကောင်းဘူးပဲကိုရရင်လေးနဲ့ယူတယ်ဆိုတာသိရမလားလက်ကကျိုးတာနားတယ် sorry လက်ကကျိုးတာပေါ့ဟုတ်တယ်လက်ကကျိုးသွားဒီနားကကျိုးလားဘလို့ဖြစ်တာလက်ကြီးတွေလိုကြီးခောက်ကြလက်ကအရင်ထောက်ကြလက်ကအရင်ထောက်ကြလို့ကျိုးတာမဟုတ်ကျိုးကိုရဘာလို့သူခိုင်းနေလောက်တာတော့ချက်ကအစ်လွဲသွားဒီဖြတ်ရမှာလေကျုပ်ပြောဟုတ်တယ်မသက်တာပါအသက်တာမဖြတ်ရပါဘူးဒီပုံစံလေးဆိုသက်တာပဲပုံဘူးခင်ဗျဖြတ်ရမှာဒုက္ခပါဘုံအောင်ရင်ငါဘယ်လိုလုပ်နေထားကြရတော့ခင်ဗျသိလားမဖြတ်ရရင်တော့မှလေဒီအစ်လွဲတာကြီးကပြောင်းမဲ့ပုံမပေါ်ဘူးအဲ့တော့ခင်ဗျကိုချိန်နေတယ်နေမှာသိလားလူဖြစ်ကျိုးရှုံးပြီးဘဲစော်လေးကကြိုက်တော့မှာတော့ခင်ဗျားကိုအသက်ကဘယ်နှစ်ရှိတော့ငါ့ဒေါက်တာမှားထားတယ်ငါ့မိခွန်းနေအများကြီးမင်းနဲ့ငါယူတတ်တယ်တဲ့မှားထားတယ်ယူနေပြီပဲဟိုလာပြီးဘာကိုယူတတ်တာမယူသေးဘူးတော့အစင်းအောင်ဆေးပြတောက်လားဝယ်ပေးရမလားဟာညတော့မပစင်းကိုဆေးပြတောက်တည်သွားမှာပေါ့ခင်ဗျာလူဖြစ်နေပေါ့ဒီလိုကြီးနေနေမကောင်းလေစေတနာနဲ့လည်းပြောရသည်နေပေါ့ကောင်းနေငါဘာကနေမှာတော့ဘလို့ဟိုင်းထားတယ်မလည်းမသိဘူးကွာစိတ်ညစ်ပါရင်းဆိုင်ကူကြီးကြက်တောင်ရှိရမရိုက်ချင်ဘူးလို့မရိုက်နိုင်ဘူးငါဘာကတော့မှလမ်းမလျှောက်နိုင်ပါဘူးဆိုရှုံးမကြောက်နေရမလားဟုတ်တယ်ရှုံးမကြောက်ရေဘက်ကမထုတ်လားကိုရေဘက်ကမလို့ထွက်မတော့လို့ဒီမှာလူမမပါဆိုရေဘက်ကထုတ်လာပြီငါဘယ်လိုလူနဲ့ထားခဲ့ရတော့လို့သွားချင်နေကိုကြီးနောက်ခွေသွားလို့ရပြီနောက်ခွေသွားလာအောင်သွားပြောင်းမလာခင်ဘယ်မလျှောက်သွားနော်ဘယ်လျှောက်သွားမနားနေပါလေဆိုဘယ်လျှောက်သွားပြောရမကိုလျှောက်သွားလို့ရှိရင်သမီးခေါင်းကိုပဲလာကြဒုက္ခပါပဲကွာဘာဖြစ်တာလဲလို့ဘာဟုတ်တာလဲကြံမလို့ရပတ်တာစိတ်ဆိုးပါနဲ့ဗျာကြံမလို့ရပတ်တာစိတ်ဆိုးပါနဲ့ဗျာမလေးကြံမလို့ရပတ်တာစိတ်ဆိုးပါနဲ့ဗျာညဘယ်လိုလူနဲ့ထားကြရတော့အမလေးလူနာတော့တယ်မတူလူနာဟုတ်တယ်နေတယ်လို့မမြင်မနဲ့ကိုရတဲ့ရေပတ်တယ်ဆိုလို့ကိုရပဲရှိအမလေးဆိုတော့ပူရီချက်ကုန်တော့မှာပဲဟာတစိတ်မပူနဲ့ပြီးကိုရေပတ်တိုက်ပြီးတော့မှာခုတိုက်ပြီးမယ်နော်ရေပတ်တိုက်ပြီးဦးမယ်ဟုတ်ပြီဒုက္ခပါဗျာ
ကဲဒီဘက်တိုက်မယ် ဟုတ်ပြီ ဟဲ့ ချစ်ပြီးလိမ့်လို့ လာမြောက်မီးပြီးလာမြောက် ကျိုးပြီ လာလေ ဖြစ်နေတော့လေလာကျိုးလေကောင်းလေယူပါယူပါလို့ sorry ဘလို့ဒီလောက်ဒီမလားမလို့အမလေး ကိုင်ဒီဘက်တိုက်မယ် အကောင်တိုက် တိုက်ပြီ ဘာမလို့အဲ့ဒါပေါ်လီ အော်တိုင်းလုံးလည်းပတ်ချပြီးသွားပြီဒီတစ်ခါလည်းတွေ့တာဝစားချင်းချစ်ချင်ကိုဒါလည်းဝစားတူတူပဲ